အတွေ့အကြုံကိုအသုံးချပါလူတွေကအသက်အရွယ်ကြောင့်ရှင်းကျက်လာကြတာမဟုတ်ဘူးအတွေ့အကြုံတွေကြောင့်သာရှင်းကျက်လာကြတာအတွေ့အကြုံကရှင်းကျက်မှုကိုတည်ဆောက်နိုင်တယ်အသက်အရွယ်ကပုံမူမြင့်မားတဲ့ဘဝကိုပို့ပေးတာမဟုတ်ဘူးအတွေ့အကြုံကပဲပုံမူမြင့်မားတဲ့ဘဝကိုပို့ပေးနိုင်တာပါအဲ့ဒီလိုအတွေ့အကြုံတွေရှားဖို့အလုပ်တွေလုပ်နေဖို့လိုတယ်ပေါင်းသင်းဆက်ဆံရေးလိုတယ်ပတ်ဝန်းကျင်ကိုလေ့လာနေဖို့လိုတယ်စာတွေဖတ်ဖို့လိုတယ်ကို့အမားတွေကနေသင်ယူဖို့လိုသလိုသူများတွေရဲ့အမားတွေကနေလည်းသင်ခန်းစာရှုတတ်ဖို့လိုတယ်အမားဆိုပြီးပြစ်မထားလိုက်နဲ့အမားတွေမှလည်းယူစရာရှိတယ်ခုလုံနေတဲ့အလုပ်ကဝင်ငွေနည်းလို့ဘာမှအကျိုးမရှိဘူးမထင်နဲ့အတွေ့အကြုံတွေရတယ်မိတ်ဆွေကောင်းတွေရမယ်တန်ဖိုးရှိတဲ့အတွေးခေါ်တွေလည်းရလာမယ်အလုပ်လုပ်ရင်ငွေမစုမိလို့စိတ်ညစ်စရာစိတ်ပြက်စရာမလိုဘူးရလာတဲ့အတွေ့အကြုံတွေကနောက်ထပ်အဆင့်တစ်ခုရောက်ဖို့အတွက်အရေးကြီးဆုံးလေကားဖြစ်တူလို့မှတ်ယူထားလိုက်ပါကိုယ်ပိုင်အတွေ့အကြုံတခြားသူတွေရဲ့အတွေ့အကြုံစာဖတ်ခြင်းကရတဲ့အတွေ့အကြုံတွေနဲ့ဆိုရင်သင်ဟာအချိန်တို့အတွင်းမှာတင်အနေအထားတစ်ခုရောက်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်